ချက်တော့တွေနာကျင်ကြိုက်ခဲပြီးနန်းကောင်းကောင်းမရှောက်နိုင်တဲ့ဝေဒနာရှင်တွေအတွက်ဆရာဝန်တွေအညွှန်းများတဲ့ Pentoxifine ဆိုတဲ့ဆေးအကြောင်းကိုဒီနေ့မှာပြောပြပေးသွားပါမယ်။ပထမဆုံးဒီဆေးကဘယ်လိုအလုပ်လုပ်လဲဆိုတော့သူကသွေးကြောတွေကိုကျေစေပြီးတော့သွေးငယ်ဥလေးတွေကိုပျော့ပြောင်းစေပါတယ်။အဲ့ဒီအခါမှာကျင်းနေတဲ့သွေးကြောငယ်လေးတွေတဲ့အထိသွေးနဲ့အောက်ဆီဂျင်ကောင်းကောင်းစီးဆင်းသွားအောင်လို့ကူညီပေးပါတယ်။ရလက်အနေနဲ့ပိတ်ဆို့နေတဲ့သွေးကြောတွေကြောင့်ဖြစ်တဲ့နာကျင်မှုကိုသက်သာစေပါတယ်။သူ့ရဲ့အဓိကကောင်းကျိုးတွေကကြတော့သွေးကြောပိတ်ကိရောဂါဒီ peripheral vascular disease ကြောင့်နမ်းလျှောက်ရင်ခြေသလုံးတွေကျွတ်တက်တယ်လို့မျိုးနာကျင်ပြီးတော့ခဏခဏနားနေရတဲ့ဝေဒနာတွေကိုတိတိပတ်တာသက်သာစေပြီးတော့ပိုပြီးမန်ဝေးဝေးရှောက်နိုင်လာစေတာဖြစ်ပါတယ်။ဒါဆိုရင်ဆေးကိုဘယ်လိုတောက်ရမလဲဆိုတော့အစာအိမ်မထိကြအောင်လို့အစာစားပြီးမှရေများများနဲ့တောက်ရပါမယ်။ဆေးရကိုဝါဆတာမျိုးမလုပ်ဘဲနဲ့တစ်လုံးလုံးမျိုးချပေးရပါမယ်။ဖြစ်လေရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကကြတော့ပြုတ်အန်ဂျင်နာရင်ပြေးတာခေါင်းမူတာနဲ့ရင်တုံတာမျိုးတော့ဖြစ်တတ်ပါတယ်။တစ်ခါတလေအစာအိမ်မအီမတာဖြစ်တတ်လို့အစာနဲ့တွဲတောက်ကုန်တူတာပါ။အရေးကြီးဆုံးတတိထားရမယ့်အချက်ကတော့မကြသေးခင်ကမှအုံနောက်သွေးကိုစီးမိုးဖြစ်ဘူးသူတွေရက်ကြည်လွားသွေးကြောပေါက်ဘူးသူတွေနဲ့ဒီဆေးနဲ့မတည့်သူတွေလုံးဝမတောက်ရပါဘူး။ခွဲစိတ်ကိုရှိရင်လည်းဆရာဝန်ကိုကြိုပြီးတော့ပြောရပါမယ်။ဒါကြောင့်မို့လို့ဒီဆေးကိုတောက်သုံးဖို့လိုအပ်သလားမလိုအပ်သလားဆိုတာကိုမိမိသဘောနဲ့မိမိမစုပ်ဖြတ်ပဲနဲ့ကျွမ်းကျင်တဲ့ဆရာဝန်တို့မဟုတ်ဆေးဝါးပညာရှင်နဲ့တေချာတိုင်ငယ်ဆွေးနွေးပြီးမှသာတောက်သုံးကြဖို့တိုက်တွန်းပါရစေအားလုံးလည်းကျန်းမာကြပါစေရှင်